Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကလည်း N5 ကိုတိုးပါတွေကိုအတူတူချက်ပေးတာအခုဆိုရင်အခန်း၈ကိုရောက်သွားပါပြီ한사무나 처모도 한사무나 처모도 기레이나 라빠도 기레이나 라빠도 단신도 시즈가나 데세도 시즈가나 데세도 니기야가나 시가도 니기야가나 시가도 유메이나 조자도တနည်းအားဖြင့်နာမည်ကြီးသောယူမေနာကြောကြသောရှင်စေဇနာကျင်နာသောဖော်၍သောရှင်စေဇနာကျင်နာသောဖော်၍သောဂင်ခီနာကျမ်းမာသောလန်းဆန်းသောဂင်ခီနာကျမ်းမာသောလန်းဆန်းသောဟီမာနာအားလတ်သောဟီမာနာအားလတ်သောဘန်လီနာအစဉ်ပြေသောအတော်ဝင်သောဘန်လီနာအစဉ်ပြေသောအတော်ဝင်သောစုတေခိနာလှပသောဆွဲမက်ဖွယ်ကောင်းသောစုတေခိနာလှပသောဆွဲမက်ဖွယ်ကောင်းသောအိုအိုကီကြီးမာသောအိုအိုကီကြီးမာသောသူရဲ့ဆန့်ကျင်ဘက်ချီဆိုင်သေးငယ်သောချီဆိုင်သေးငယ်သောအာတလာရှိတစ်လွင်သောအာတလာရှိတစ်လွင်သောဖူရူဤဟောင်းသောဖူရူဤဟောင်းသောဤဒါမှမဟုတ်ရင်ယောဤကောင်းသောဤယောဤကောင်းသောဝါလူဤဆိုးရွားသောဝါလူဤဆိုးရွားသောအကျိပူသောသူကယာဒီဥတုပူတာပါအကျိယာဒီဥတုပူသောအဲ့လိုတွဲပြီးချက်လိုက်မယ်နော်နောက်ထပ်အကျိကကြတော့ထိတွေ့မှုပူသောအကျိထိတွေ့မှုပူသောသူတို့နှစ်ခုရဲ့ခံကြီးသည်မတူပါဘူးစာမှုဤယာဒီဥတုဤသောစာမှုဤယာဒီဥတုဤသောဇမဲတိုင်းဤသောဇမဲတိုင်းဤသောထိတွေ့မှုဤသောမုစုခရှိခက်ခဲသောမုစုခရှိခက်ခဲသောယာစာရှိလွယ်ကူသောယာစာရှိလွယ်ကူသောတာခိုင်မြင့်သောစေကြီးသောအတိတ်ပဲနှမျိုးရှိတယ်တာခိုင်မြင့်သောစေကြီးသောယာဆွီစေပေါ်သောယာဆွီစေပေါ်သောဟီခွီနေသောဟီခွီနေသောအိုမိုရှိရိုဤစိတ်ဝင်စားစရာကောင်းသောအိုမိုရှိရိုဤစိတ်ဝင်စားစရာကောင်းသောအိုဤရှိအရသာရှိသောအိုဤရှိအရသာရှိသောဤဆိုကရှိအလုတ်များသောဤဆိုကရှိအလုတ်များသောဌာနောရှိပျော်စရာကောင်းသောဌာနောရှိပျော်စရာကောင်းသောရှိရိုဤဖြူသောရှိရိုဤဖြူသောခူရိုဤမဲသောခူရိုဤမဲသောအာကာဤမီသောအာကာဤမီသောအာအိုဤပြာသောအာအိုဤပြာသောဆာကူရာချယ်ရီဆာကူရာချယ်ရီယာမတောင်ယာမတောင်မာချီညို့မာချီညို့ဒါပဲမို့နော်စားစရာဒါပဲမို့နော်စားစရာခူရူမကခူရူမကတိုခိုရိုနေရတိုခိုရိုနေရလျောအဆောင်လျောအဆောင်ဘင်ကျော်ပညာသင်ကြားခြင်းဘင်ကျော်ပညာသင်ကြားခြင်းစေကကျနေထိုင်မှုဘဝစေဤကကျတလုံးချင်းစီကိုစေကကျနေထိုင်မှုဘဝအိုရှိကောတောအလုတ်အိုရှိကောတောအလုတ်တို့ဘလို့လဲတို့တက်စကာဆိုရင်ဘလို့နေလဲအဆင်ပြေလားဆိုတဲ့အတိတ်ပဲမျိုးနဲ့တို့ဘလို့လဲဒေါနဘလို့မျိုးဒေါနဘလို့မျိုးဘလို့နေထိုင်မှုဘဝလဲဆိုရင်ဒေါနစေခတ်ဇတက်စကာဒေါနစေခတ်ဇတက်စကာဘလို့နေထိုင်မှုဘဝမျိုးလဲအဲ့လိုမျိုးသူ့ရဲ့နောက်မှာနောင်ကပ်လိုက်ပါတယ်စေခါစုနေထိုင်မှုဘဝသည်နောင်ဖြစ်တယ်ပေါ့နော်သူ့ရဲ့
မေကွန်အနေနဲ့ the scar ဆိုတာလေအနောက်ဆုံးပိတ်အိတ်နဲ့လွယ်အနေနဲ့သုံးလိုက်မယ်ဆိုရင်တော့ဘလို့နေထိုင်မှုပုံစံမျိုးလဲဘလို့နေထိုင်မှုဘဝလဲတို့တယ်ဘယ်ဟာလဲတို့တယ်ဘယ်ဟာလဲတို့တဲမို့အရန်အလွန်တို့တဲမို့အရန်အလွန်အရန်ကိုပဲအရသာရှိတယ်တို့တဲမို့အော်ဤရှိအရန်ကိုပဲစိတ်ဝင်စားဖို့ကောင်းတယ်တို့တဲမို့အော်မရှိတော့ဤအာမာရီတိတ်ပြီးတော့အဲ့ဒါကသူ့ရဲ့နာမအငင်းလိုက်ပါအာမာရီတိတ်ပြီးတော့သူကကြတော့အငင်းနဲ့လိုက်တာပါတိတ်ပြီးတော့မကြိုက်ဘူးတော့အဲ့လိုမျိုးပေါ့နော်တိတ်ပြီးတော့စိတ်ဝင်စားဖို့မကောင်းဘူးတော့တိတ်ပြီးတော့အရသာမရှိဘူးတော့အဲ့လိုမျိုးအငင်းနဲ့တွဲပြီးလိုက်တယ်အာမာရီတိတ်ပြီးတော့ဆိုရှတဲ့ပြီးတော့ဒါကစကားဆက်အနေနဲ့ဖြစ်ပါတယ်ဆိုရှတဲ့ပြီးတော့ကဆိုတဲ့ particle ဒီဒါပေမဲ့ဆိုတဲ့အတိတ်ပဲလေသုံးလို့ရပါတယ်ကဒါပေမဲ့お元気ですかနေကောင်းလားお元気ですかနေကောင်းလားそうですねအဲ့ဒါကတော့လေစဉ်းစားနေစဉ်ပြောတဲ့စကားဒါမှမဟုတ်ရင်ထောက်ခံတဲ့စကားဖြစ်ပြောလို့ရပါတယ်そうですねအော်ဟုတ်တယ်နော်အဲ့ဒါကတော့လေもういっぱいいかがですかနောက်တစ်ခွက်လောက်တောက်မလားအဲ့ဒီいっぱいဆိုတာကတစ်ခွက်ကိုပြောတာပါいかがですかဘယ်လိုသဘောရလဲတနည်းအားဖြင့်နောက်တစ်ခွက်လောက်တောက်အောင်မလားもういっぱいいかがですかနောက်တစ်ခွက်လောက်ထပ်တောက်မလားいいえ結構ですဟင်းတော်ပြီညင်းချင်ရင်အဲ့လိုလေးပြောလို့ရတယ်いいえ結構ですもう何々ですねအဲ့လောက်တောင်ရှိပြီနော်もう何々ですねအဲ့လောက်တောင်ရှိပြီနော်ဥပမာ9နာရီတောင်ရှိပြီနော်ဆိုရင်もう7時ですね9နာရီတောင်ရှိပြီနော်そろそろ失礼しますပြန်လိုက်ပါအောင်မေပြန်ခွင့်ပြုပါအောင်そろそろ失礼しますပြန်ခွင့်ပြုပါအောင်またいらっしゃってくださいနောက်လဲလာခဲ့ပါနောက်လဲကြွခဲ့ပါအောင်またいらっしゃってくださいနောက်လဲလာခဲ့ပါအောင်ဒီတစ်ခါတော့အယောင်တွေနဲ့ပတ်သက်ပြီးတော့ဤတို့ဆိုတာကအယောင်ဖြစ်ပါတယ်ရှိတို့ဆိုရင်တော့အဖြူရောင်ဖြစ်ပြီးတော့ခုတို့အမဲရောင်အကအနီရောင်အာအိုအပြာရောင်မိတော်လိအစိမ်းရောင်ဖြစ်ပြီးတော့မူရာဆာကိဆိုရင်တော့ခရမ်းရောင်ဖြစ်ပါတယ်မူရာဆာကိခီဤတို့အဝါရောင်ချာဤတို့အညိုရောင်ပင်ခုပန်းရောင်ပင်ခုပန်းရောင်အိုလန်ဂျီလိမ်မော်ရောင်အိုလန်ဂျီလိမ်မော်ရောင်ဂရဲမြေကိုရောင်ဂရဲဂရေကနေလာတာနော်ဂရဲမြေကိုရောင်အဲဂျူ base အရောင်နိုးနှစ်ရောင်ဘဲဂျူ base အရောင်နိုးနှစ်ရောင်အာဂျီအရသာမှာဆိုရင်တော့အာမိုက်ချိုတော့အာမိုက်ချိုတော့ခါလိုက်ဆက်တော့ခါလိုက်ဆက်တော့နီကိုင်ခါတော့နီကိုင်ခါတော့ရှီယိုခါလိုက်ညံတော့ရှီယိုခါလိုက်ညံတော့စုပိုင်ချင်တော့စုပိုင်ချင်တော့ခိုဤအရသာပြင်းသောအယောင်ရင်တော့ခိုဤအရသာပြင်းသောအယောင်ရင်တော့ဥစုဤအရသာပြော့သောအယောင်ဖြော့သောဥစုဤအရသာပြော့သောအယောင်ဖြော့သောကဲဒီလောက်ဆိုရင်တော့သင်ခန်းစာ၈ရဲ့ခိုတိုးပါးတွေကိုကြက်လို့ရမယ်လို့ထင်ပါတယ်နောက်ထပ်အခန်းကိုမှဆက်ပြောကြမယ်နော်ဘိုင်ဘိုင်